မိတ်ဆွေကိုယ့်ရဲ့ product ကတကယ်ကောင်းတယ် quality လည်းကောင်းတယ် design တွေလည်းကောင်းတယ်ကိုတိုင်းလည်းသဘောကျတယ်ဒါပေမဲ့လူတွေကမဝယ်ဘူးဒီလိုအခြေအနေမျိုးကြုံဘူးလားကျွန်တော်လည်းဒီအကြောင်းကိုလေ့လာရင်းနဲ့ Brady Story Brand ဆိုတဲ့စာအုပ်ထဲက idea တစ်ခုကိုနားလည်သွားတာပါ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကျော်စင်တို့ဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဒွန်နယ်မဲလာရေးသားထားတဲ့ Brady Story Brand ဆိုတဲ့စာအုပ်ထဲက framework 9ချက်ကိုပြပြသွားမှာဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်တို့ customer ဟာကိုယ့်ရဲ့ product ကိုအဓိကမစဉ်းစားပါဘူး customer တကယ်စဉ်းစားတာကဒီအရာကိုဝယ်လိုက်တဲ့အတွက်သူ့ဘဝမှာဘာပြောင်းလဲသွားမလဲဆိုတဲ့အရာကိုပဲသူစဉ်းစားတာပါဒီနေ့မှာတော့ကျွန်တော်ခုနကပြောခဲ့တဲ့စာအုပ်ထဲမှာ framework 9ချက်ကိုကျွန်တော်ပြန်လဲမျှဝေချင်ပါတယ်အဓိကအချက်ကတော့ဒီ9ချက်ကိုမှတ်ဖို့အတွက်မဟုတ်ဘဲနဲ့ဒီ9ချက်ကိုကျွန်တော်တို့လိုက်လုပ်ဖို့အတွက်ဖြစ်ပါတယ်ဗီဒီယိုပြီးသွားတဲ့အချိန်မှာမိတ်ဆွေရဲ့ product က customer အတွက်ဘာပြောင်းလဲပေးနေလဲဆိုတာကိုယ်တိုင်ပြန်လဲစမ်းစစ်ဖို့ပါနံပါတ်1ကတော့ကျွန်တော်တို့ character ဖြစ်ပါတယ်အဓိကဆက်ဆောင်ဒီခက်မှာပြောထားတာကကျွန်တော်တို့ရဲ့ product ဟာအဓိကဆက်ဆောင်ဖြစ်လို့မရပါဘူး customer သာကျွန်တော်တို့ရဲ့အဓိက character ဖြစ်တင်ပါတယ် product တွေစထုတ်တဲ့အခါမှာကျွန်တော်တို့အများစုကငါ product ဘယ်လောက်ကောင်းလဲဆိုတာပါဥပမာထမင်းဆိုင်ဖွင့်မယ်ဆိုရင်ရတာကောင်းတယ်အသားကောင်းတယ်ဆိုင်လာတယ်ဆိုပြီးတော့ကိုเจ้าကိုပြောနေကြပါတယ်ဒီအရာတွေကပြောရတာမှန်ပေမဲ့အဓိကဦးစားပေးအရာမကြပါဘူးဒါပေမဲ့ customer ဘက်ကကြည့်မယ်ဆိုရင်ငါပြဿနာကိုဒီဆိုင်ကဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုပဲကြည့်ရပါဒါကြောင့်ပထမဆုံးမရမယ့်မိကွန်းကငါရဲ့ business က hero လားဒါမှမဟုတ်ရင် customer က hero လားနံပါတ်2ကတော့ problem ပါ customer ရဲ့ပြဿနာဗိုက်စားတယ်ဆိုတာကတခုတည်းမဟုတ်ပါဘူးအများအပြားကျွန်တော်တို့၃မျိုးရှိပါတယ်ပြင်ပပြဿနာစိတ်အတွင်းပြဿနာနဲ့အတွေးခေါ်ပိုင်းဆိုင်ရာပြဿနာဆိုပြီးတော့၃မျိုးရှိပါတယ်ဗိုက်စားနေတဲ့လူတစ်ယောက်ကိုကြည့်မယ်ဆိုရင်ပြင်ပပြဿနာဟာဗိုက်စားတာဖြစ်ပါတယ်ဒုတိယစိတ်အတွင်းပြဿနာကတော့ဒီဆိုင်မှာစားရင်အဆင်ပြေပါမလားစားလို့ကောင်းပါမလားဆိုတဲ့အရာကိုစိုးရိမ်တာဖြစ်ပါတယ်များသောအားဖြင့် customer တွေကအဲ့ဒီဒုတိယပြဿနာကြောင့်ကုန်ပစ္စည်းကိုဝယ်ယူဖို့ရွေးချယ်ကြတာဖြစ်ပါတယ်တတိယပြဿနာကတော့ပို့ပြီးတော့လေးနက်ပြီးတော့စားကောင်းယုံနေမဟုတ်ဘဲနဲ့တက်တောင့်တက်တာနဲ့ AACC နေနိုင်တဲ့နေရာမျိုးရှိတဲ့နယ်ဆိုတဲ့ယုံကြည်ချက်မျိုးပါဥပမာရှုခင်းလာတာမျိုးတွေဖြူလာတာမျိုးတွေ AACC ဆိုင်မှာထမင်းစားလို့ရတယ်ဆိုတဲ့အရာမျိုးတွေကတတိယပြဿနာကိုဖြေရှင်းပေးနိုင်ပါတယ်ဒီအသုံးခုတွေကဘယ်ဟာကိုကိုယ့်ရဲ့ business ကဖြေရှင်းပေးနေလဲဆိုတာမျိုးကိုပြထုတ်ကြည့်ပါနံပါတ်3ကတော့ guide ဖြစ်ပါတယ်ဒီနေရာမှာ guide က customer ကိုမင်းရဲ့ပြဿနာကိုငါနားလဲတယ်လို့ပြောနိုင်ရပါမယ်ပြီးတော့ဒီပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာကို review တွေ result တွေကိုနဲ့အလုပ်လုပ်ဖို့တဲ့သူတွေရဲ့အတွေ့အကြုံတွေဒီနေရာမှာအရန်အရေးကြီးပါတယ်ယုံကြည်မှုပို့ပြီးတော့ရလာစေပါတယ်နောက်နံပါတ်4ကတော့ plan ပါ customer ကိုလမ်းမပြောက်စေဖို့အတွက်ပြုလုပ်ရမှာပါ customer က product ကိုစိတ်ဝင်စားတယ်ဒါပေမဲ့ဘယ်လိုဝယ်ရမှန်းမသိဘူးဘယ်နေရာကိုသွားမှန်းမသိဘူးအရန်ရှုပ်နေတယ်ဆိုရင် customer ဟာဒီ product ကိုဝယ်ဖြစ်သွားမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ plan ကိုရှင်းရှင်းလင်းလင်းထားပါမယ် customer ဟာဒီ product ကိုဝယ်နိုင်ဖို့အတွက်ခေါင်းမရှုပ်စီပဲနဲ့ရှင်းရှင်းလင်းလင်းပြသထားဖို့အတွက်လိုပါတယ်နံပါတ်5ကတော့ call to action နဲ့ challenge စိတ်ကူးမှုဖြစ်ပါတယ် customer ကိုတစ်ခုခုလုပ်ခိုင်းတာဖြစ်ပါတယ်လူတော်တော်များများက information ပေးပြီးတော့ရက်သွားတတ်ကြပါတယ်ဒါပေမဲ့ customer ကအခုဘာလုပ်ရမလဲဆိုတာသိဖို့လိုပါတယ်ဥပမာကျွန်တော်တို့စာရွက်တွေကမ်းတာပဲဖြစ်ဖြစ် consulting fee ပေးတာပဲဖြစ်ဖြစ်တစ်ခုခုကိုစမ်းလုပ်ခိုင်းတာဖြစ်ပါတယ် customer အနေနဲ့ဒီကိုယ့်ရဲ့ product နဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်တည်သွားဖို့လိုအပ်ပါတယ်အဓိကက customer ကို information ကနေအရှင်းစီကိုရွှေ့ပေးရပါမှာကျွန်တော်တို့နံပါတ်6ကတော့မလုပ်ရင်ဘာတွေကိုဆုံးရှုံးနိုင်မလဲဆိုတဲ့အရာပါဒီအပိုင်းက customer ရဲ့ fear ကိုနားလည်တာပါဒါပေမဲ့မလိုအပ်ဘဲကြောက်အောင်လုပ်တာတော့မဟုတ်ပါဘူးဥပမာကျွန်တော်ဆိုရင်အခု critical thinking လေ့လာနေတယ်ကျွန်တော်တို့ဘဝတွေမှာမနဲ့မိုးလင်းရနေညအိပ်ရဝင်တဲ့အထိဆုံးဖြတ်ချက်တွေကချနေရပါတယ်အဲအကြောင်းမလို့ဒီ critical thinking ကိုသင်အနေနဲ့လေ့လာဖို့ဆိုရင်ဘာတွေကိုဆုံးရှုံးနိုင်မလဲဆိုတာကိုများများပြောပြဖို့လိုအပ်ပါတယ်အဲ့ဒါက customer ရဲ့တကယ်ရှိနေတဲ့ fear ကိုမြင်အောင်ပြတာပါဒါကခွန်ကတော့ success ဖြစ်ပါတယ်ဒီအချက်ကအရေးကြီးဆုံးအချက်ပါ customer ဟာဘယ်လိုလူဖြစ်သွားမလဲ product ကိုကျွန်တော်တို့ရောင်းပြီးသွားတာနဲ့ပြီးမသွားပါဘူး customer ဟာ product ကိုသုံးပြီးတော့ဘယ်လိုလူဖြစ်သွားလဲဆိုတာကအရေးကြီးတာပါဥပမာကျွန်တော်အနေနဲ့ critical thinking လေ့လာတယ်
critical thinking လေ့လာခင်မှာဘေးလန်းကိုရှောက်အောင်လဲဆိုတာမသိတဲ့လူတစ်ယောက်အတွက် critical thinking လေ့လာပြီးတဲ့အချိန်မှာကူသွားခြင်းနဲ့ direction ကိုသိလာပြီးတော့ပထမဆုံး action ကိုစပြီးတော့လုပ်နိုင်လာတဲ့အထိပါဇက်ရတာပါဒါက customer အနေနဲ့ information သက်ဝယ်တာမဟုတ်ဘဲနဲ့ transformation အထိပါဝယ်လိုက်တဲ့သဘောမျိုးပါတကယ်ဝယ်တာလဲလူတွေဟာပါဇက်ကိုဝယ်တာဖြစ်ပါတယ်ဒီဗီဒီယိုပြည့်ရင်မိတ်ဆွေ business ကိုစာရွက်တဲ့ပုံမှာရေးကြည့်ပါ customer ဟာမိတ်ဆွေရဲ့ product ကိုမဝယ်ခင်ဘယ်လိုအခြေအနေမှာရှိနေလဲအကယ်၍ product ကိုဝယ်ပြီးသွားတဲ့အချိန်မှာရောဘာတွေပြောင်းလဲသွားမလဲပြီးရင်ဒီ9ချက်နဲ့စစ်ဆေးကြည့်ပါ customer က hero ဖြစ်နေသလားသူ့ရဲ့ problem ကိုတကယ်နားလည်လားကိုကတကယ် guide ဖြစ်နေရဲ့လားသူ့အတွက် plan ဟာရှင်းသလား customer အရှင်လုပ်ဖို့အတွက်လမ်းနေဖွင့်ပေးထားသလားမလုပ်ရင်ရောဘာတွေဆုံးရှုံးမလဲနောက်ဆုံးအချက်ကတော့လုပ်ပြီးရင်ဘယ်လိုလုပ်ဖြစ်သွားမလဲဆိုတာရှင်းလားစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်နားလည်လာတာက business ဆိုတာကိုယ့် product ဘယ်လောက်ကောင်းလဲဆိုတာကိုပြောပြတဲ့နေရာမဟုတ်ပါဘူး customer ရဲ့ဘဝသူတို့လိုချင်နေတဲ့နေရာကိုရောက်အောင်ပို့ပေးတဲ့အလုပ်ပါဒါကြောင့်မိတ်ဆွေ product ကိုပြန်ကြည့်တဲ့အခါမှာငါ product ကဘာတွေရောင်းနေရတယ်လို့မမေးဘဲနဲ့ငါရဲ့ customer ကဒီ product ကြောင့်ဘာတွေပြောင်းလဲသွားမလဲဆိုတဲ့အရာကိုမေးကြည့်ပါအခုကျွန်တော်ပြပြပေးတဲ့ခုနှစ်ချက်ဟာစာရေးဆရာဒိုမင်ဘယ်လာရေးသားထားတဲ့ British Art Story Brand ဆိုတဲ့စာအုပ်ထဲကနေဖတ်ပြီးတော့ကျွန်တော်ရဲ့အသိနဲ့ပေါင်းပြီးပြန်လည်မျှဝေတာဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီခုနှစ်ချက်ကိုဘယ်လိုမြင်လဲ comment မှာရေးခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်